မင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့အချိန်နာရီတွေကိုတရုတ်လိုဘယ်လိုပြောလဲဆိုတော့ကျွန်တော်မျှဝေသွားမှာပဲဖြစ်ပါတယ်ဟုတ်ပြီဒီသင်ခန်းစာကိုကြည့်လိုက်တာနဲ့နာရီကြည့်ပုံကြည့်နည်းကိုလုံးဝပြောတတ်သွားမယ်တရုတ်လိုပြောတယ်ကောင်းကောင်းမွန်ပြောတတ်သွားမယ်ဆိုတာကျွန်တော်အာမခံပါတယ်ဟုတ်ကျွန်တော်သင်ခန်းစာလေးကိုကျွန်တော်ကြည့်ကြည့်အောင်ဟုတ်ပြီကျွန်တော်အချိန်နာရီတွေကိုတရုတ်လိုဘယ်လိုပြောကြမလဲပထမဆုံးကျွန်တော်ကနာရီကိုတရုတ်လိုတန်လို့ခေါ်ပါတယ်ဟုတ်ဆိုဒီမှာအတန်ထွက်မှားနေပါတော့တန်လို့ခေါ်ပါတယ်မိနစ်ကိုကြတော့ဖန်လို့ခေါ်ပါတယ်စက္ကန့်ကိုကြတော့မြောင်လို့ကျွန်တော်ကတရုတ်လိုခေါ်ရပါဗျာအဲ့မှာတရုတ်တွေကိုနာရီကြည့်ရခါမှာကျွန်တော်တိထားမဲ့အရာ၃ခုရှိတယ်အဲ့ဒါဘာကြီးလဲဆိုရင်ကျွန်တော်ကတီးတန့်ခေါ်တဲ့စကားလုံး၃လုံးတွေရှိရဗျာဥမာ15မိနစ်ဆိုရင်ဒီခက်နိုင်ဝက်ဆိုရင်ပန့်မိနစ်30နိုင်ဝက်ဆိုရင်ပန့်တဝက်ပေါ့ဗျာ45မိနစ်ဆိုရင်စမ်းခက်ကျွန်တော်ဒါမျိုးလေး၃နဲ့၃လုံးလေးရှိတယ်သူနိုင်မိနစ်30ဆိုမိနစ်30 15မိနစ်15မိနစ်ခေါ်တဲ့အသုံးလုံးလေးရှိရဒါပေမဲ့ဒီလိုမျိုးတီးတန့်ခေါ်လို့ရတဲ့ဟာလေးရှိရပေါ့ဗျာဟုတ်ပြီကျွန်တော်ပထမဆုံးတနာရီကိုဘယ်လိုခေါ်လဲဆိုရင်ရီတန်လို့ခေါ်ပါတယ်ကျွန်တော်ဒီမှာမြန်မာစာကတရုတ်ဘာသာစကားကိုမြန်မာအတန်ထွက်နဲ့လုံးဝထွက်လို့မရဘူးဆိုပေမဲ့လည်းတောင်းဒီကျွန်တော်ရဲ့ဟွာကြီးကဘာလို့ဒီလိုမြန်မာစာလေးကိုရေးပြအောင်ဆိုလို့တောင်းဆိုနေကြလို့ကျွန်တော်ရေးပြပေါ့နော်ဒါကတော့အနည်းဆက်ဆုံးရေးပြပါအနည်းဆက်ဆုံးတော့မှမှန်နိုင်မှုရကန်တော့အရင်နည်းတယ်ပေါ့ဗျာဒါမှကျွန်တော်ရေးပြထားပေါ့ရီတန်လို့ခေါ်ပါတယ်တနာရီဆိုရင်ရီတန်မှာ2နာရီဆိုရင်လျှံတန်လို့သုံးပါတယ်ကျွန်တော်အတန်လို့သုံးလို့မရဘူးပေါ့နော်ဒါကိုသတိထားလို့လိုရတယ်2နာရီဆိုရင်လျှံတန်3နာရီဆိုရင်စမ်းတန်4နာရီဆိုရင်စစ်တန်5နာရီဆိုရင်ဝူတန်6နာရီဆိုရင်လျှုတ်တန်9နာရီဆိုရင်ကြီးတန်10နာရီဆိုရင်ပါတန်9နာရီဆိုရင်ပြုတ်တန်10နာရီဆိုရင်ရှစ်တန်17နာရီဆိုရင်ရှီတန်12နာရီဆိုရင်ရှီအတန်ဒီမှာကြာစနစ်ကိုကျွန်တော်က2နာရီမှတော့ကြာကျွန်တော်ကနှစ်ကိုအလိုမသုံးမနဲ့2ရက်လို့သုံးခဲ့တယ်ဒါပေမဲ့12နာရီမှကြာတော့ပုံမှန်တိုင်းပဲပေါ့နော်ရှစ်အလိုပဲသုံးပါတယ်12နာရီပေါ့ဗျာဒီတိုင်းလေးပဲသုံးတာပဲဖြစ်ပါတယ်ရှစ်လျံလို့မသုံးတော့ဘူးပေါ့နော်ဒီမှာရှစ်အတန်လို့ပဲသုံးထားတာဖြစ်ပါတယ်ဒါကိုလည်းကျွန်တော်တို့သိထားလို့လွယ်ပေါ့ဗျာ12နာရီဆိုတော့ရှစ်အတန်2နာရီဆိုတော့လျှံတန်လို့သုံးပါတယ်ပေါ့ဗျာဟုတ်ပြီကျွန်တော်အဲ့ဆိုရင်မိနစ်တွေကိုကျွန်တော်ကြည့်ရမိနစ်တွေကိုဘယ်လိုသုံးလဲဆိုရင်ကျွန်တော်ဒီမှာ1မိနစ်ကနေ6မိနစ်ထိပြောမယ်ဆိုရင်ကျွန်တော်ဘာထည့်ပြအောင်ဆိုလင်ဆိုတဲ့စကားလုံးလေးပေါ့နော်တုံညပါဗျာလင်ဆိုတဲ့စကားလုံးလေးထည့်ပြရပါတယ်ထည့်မပေးလို့လည်းရတော့ရပါနာမနော်ဒါပေမဲ့အမှန်ကန်တာတော့ဒီလိုမျိုးလေးထည့်ပြောရင်တော့ပို့ပြီးတော့ဘာလို့ပို့ပြီးတော့တိကျတာပေါ့ဗျာဟုတ်ပြီတနာရီ1မိနစ်ဆိုရင်ရီတန်လင်ရီဖန့်ဒါမျိုးလေးရီတန်လင်ရီဖန့်တော့သုံးပါတယ်တနာရီ2မိနစ်ဆိုရင်ရီတန်လင်အဖန့်ဒီမှာလည်းလျှံမသုံးတော့ဘူးပေါ့ဗျာအဖန့်တော့သုံးပါတယ်3မိနစ်တနာရီ3မိနစ်ဆိုရင်ပေါ့အဓိက3မိနစ်ကိုပြောချင်တာဗျာ3မိနစ်ဆိုရင်ရီတန်လင်စံဖန့်ဒီလိုမျိုးသုံးမှာဖြစ်ပါတယ်4မိနစ်ဆိုရင်ရီတန်လင်စဖန့်တနာရီနဲ့4မိနစ်တနာရီနဲ့5မိနစ်ဆိုရင်ရီတန်လင်ဝူဖန့်ကျွန်တော်ဒါမျိုးလေးပေါ့နော်အဲ့ဒါဘယ်လိုပြီးသုံးလဲဆိုရင်1မိနစ်ကနေဘယ်ထိသုံးလို့ရလဲဆိုရင်ကျွန်တော်6မိနစ်ထိသုံးအဲ့လိုမျိုးသုံးတာဖြစ်ပါတယ်ဒီမိနစ်ကိုပြောမယ်ဆိုရင်ဂျားမှာလင်ဆိုတဲ့စကားလုံးလေးတစ်လုံးထည့်ပြရပါဗျာဒါမှကိုကျွန်တော်ကပို့ပြီးတော့တိကျမှန်ကန်တာပေါ့အဲ့ဆိုတနာရီ6မိနစ်ဆိုရင်ရီတန်လင်ကြုံဖန့်ဒီမျိုးလေးသုံးတာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်10မိနစ်10နာရီတနာရီ10မိနစ်ဆိုရင်ဘယ်လိုသုံးလဲဆိုရင်ရီတန်ရှစ်ဖန့်တနာရီနဲ့10မိနစ်ရှိပြီဖြစ်ပါတယ်17မိနစ်ဆိုရင်ရီတန်ရှီဖန့်တနာရီနဲ့17မိနစ်12မိနစ်ဆိုရင်တနာရီနဲ့12မိနစ်ဆိုရင်ရီတန်ရှစ်အဖန့်တနာရီနဲ့12မိနစ်တနာရီနဲ့13မိနစ်ဆိုရင်ရီတန်ရှစ်စန်းဖန့်ကျွန်တော်ကဒီဟာကိုဗာသတိထားမှလဲဆိုရင်ဒီမိနစ်တွေကိုပြောတဲ့အခါမှာ10နဲ့ဒီကူ10နဲ့ကိန်းကိန်းတန်းထက်ဆိုရင်တော့ဒီကျွန်တော်ဂျားမှာလင်ဆိုတဲ့စကားလုံးလေးကိုထည့်ပြီးသုံးစရာမလိုတော့ဘူး10မိနစ်ကနေ59မိနစ်ထိကပုံမှန်ဒီပါလဲကဏ္ဍနေသွားတဲ့အတိုင်းပဲကျွန်တော်ကဖတ်သွားရုံပါပဲပေါ့နော်ကျွန်တော်ဘာမှမလိုတော့ဘူးပေါ့ဗျာဟုတ်ပြီနှစ်နာရီပါဆိုရင်တူတူပဲပေါ့နော်ကျွန်တော်ဒီမှာကြလျှံတန်လို့ပဲသုံးတာဖြစ်ပါတယ်2နာရီ13မိနစ်ဆိုရင်လျှံတန်8စန်းဖန့်2နာရီနဲ့13မိနစ်ရှိပါပြီတဲ့2နာရီနဲ့15မိနစ်ဆိုရင်ကျွန်တော်ကခုနကပြောခဲ့ပါတော့15မိနစ်ဆိုတဲ့အသုံးလုံးနဲ့သူ့မှာပြီးတန်ရှိရဗျာ2နာရီနဲ့15မိနစ်ဆိုရင်လျှံတန်ရှုဖန့်2နာရီနဲ့15မိနစ်အဲ့ဒါကိုကျွန်တော်ကဘယ်လိုပြောလို့ရသေးလဲဆိုရင်လျှံတန်ရီခက်ကျွန်တော်ဟိုးပေါ်ဆုံးမှာပြောခဲ့ရဗျာ15မိနစ်ဆိုရင်ရီခက်
နိုင်ဝက်ဆိုရင်ပန့်45မိနစ်ဆိုရင်တန်ခက်ဒီလိုမျိုးလေးကျွန်တော်သုံးလို့ရပါဗျာအားကြောင့်ဒီမှာကျွန်တော်ကြည့်လိုက်မယ်2နာရီနဲ့ကျွန်တော်15မိနစ်ဆိုရင်လျှမ်းတန်ရှီဥဖန်လို့လည်းသုံးလို့ရတယ်လို့လျှမ်းတန်ရီခဲလို့လည်းသုံးလို့ရတာပဲဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ကမိနစ်30ဆိုရင်ရောလျှမ်းတန်38ဖန်30မိနစ်2နာရီနဲ့30မိနစ်ပေါ့ဗျာလျှမ်းတန်38ဖန်2နာရီနဲ့30မိနစ်အဲ့ဒါကိုနောက်တစ်မျိုးဘယ်လိုပြောလို့ရသေးလဲဆိုရင်လျှမ်းတန်ပန်2နာရီခွဲကျွန်တော်ကဒါမျိုးလဲသုံးပြလို့ရတာပဲဖြစ်ပါတယ်ပေါ့ဗျာဟုတ်ပြီလေနောက်ထပ်တစ်မျိုးကြည့်ကြနောက်ထပ်တစ်မျိုးကဘာလဲဆိုရင်2နာရီနဲ့45မိနစ်45မိနစ်ဆိုရင်ကျွန်တော်က3မျိုးပြောလို့ရတယ်အဲ့ဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်ကြည့်မယ်ပုံမှန်ကဏ္ဍရေးတဲ့ပေါ့ဗျာလျှမ်းတန်စစ်ရှိဝူဖန့်45မိနစ်လျှမ်းတန်စစ်ရှိဝူဖန့်45မိနစ်ဒါမျိုးပြောလို့လည်းရတယ်လို့ကျွန်တော်ကဒီ2နာရီ45မိနစ်ဆိုတာကျွန်တော်တကယ်တမ်းက3နာရီထိုး15မိနစ်လိုတာဒါရှားဆိုတာလိုတာပေါ့ဗျာဒါလေးဒီလိုမျိုးလေးလည်းသုံးလို့ရတယ်အဲ့ဘယ်လိုမျိုးလဲဆိုရင်2နာရီနဲ့45မိနစ်ကို3နာရီထိုး15မိနစ်လို့ဆိုရင်ရှားရီခက်စန်းတန်3နာရီထိုး15မိနစ်လို့ရှားရီခက်စန်းတန်3နာရီထိုး15မိနစ်လို့ကျွန်တော်ဒါမျိုးလေးလည်းသုံးပြလို့ရဖြစ်ပါတယ်နောက်တစ်မျိုးကကြတော့ကျွန်တော်ဘယ်လိုပြောလဲဆိုရင်လျှမ်းတန်စံခက်2နာရီနဲ့45မိနစ်ဒီမျိုးလေးသုံးလို့ရပါဗျာခုနရှားဆိုတဲ့စကားလုံးလေးပူနားလည်အောင်သူကလိုရလို့ဒိဗယ်ရဗျာဥပမာ3နာရီထိုး1မိနစ်လို့ဆိုရင်2နာရီနဲ့59လို့မပြောဘဲနဲ့3နာရီထိုး1မိနစ်လို့ဆိုရင်ဘယ်လိုပြောလဲဆိုရင်ရှာရီဖန့်စန်းတန်နဲ့3နာရီထိုးကို15မိနစ်လို့ကျွန်တော်ဒါမျိုးလေးသုံးပြပြရတာဖြစ်ပါတယ်ဒါဆိုရင်တော့နိုင်ကျွန်တော်ကြည့်ရတဲ့ပတ်သက်ပြီးတော့နားလည်သွားလိမ့်မယ်လို့ယုံကြည်ရတခြား36မိနစ်တို့26မိနစ်တို့ကဏ္ဍနေကုန်တော့ကြတော့တစ်က10ကနေ59ထိရွတ်တဲ့တိုင်ကုန်တူပဲပေါ့နော်အဓိကဒီကွာလာကဘာကွာလဲဆိုတော့1နာရီ1မိနစ်ကနေ9မိနစ်ကြာကြားထဲမှာပြောမယ်ဆိုရင်ကျွန်တော်ကလင်ဆိုတဲ့စကားလုံးလေးကျွန်တော်ထည့်ပြီးသုံးပြပြရတာကျွန်တော်သတိထားသိရှိထားဖို့လိုတာပေါ့ဗျာနောက်တစ်မျိုးကကြတော့ကျွန်တော်15မိနစ်ဆိုရင်သုံးတစ်မျိုးရှိရအဲ့ဒါဘာလို့လဲဆိုရီခဲလို့လည်းသုံးလို့ရတယ်ရှီဥဖန်လို့လည်းသုံးလို့ရတယ်နောက်တစ်မျိုးကကြတော့မိနစ်30ကိုကြတော့ကျွန်တော်ဘယ်လိုပြောလဲဆိုတော့38ဖန်လို့လည်းသုံးလို့ရတယ်လို့ပန့်ဆိုပေါ့နော်တဝက်ဒီပန့်ဆိုတဝက်ဆိုလည်းသုံးပြလို့ရတာပဲဖြစ်ပါတယ်နောက်တစ်မျိုးကြ45မိနစ်ဆိုရင်တစ်ရှီဝူဖန့်45မိနစ်သုံးလို့ရတယ်လို့3နာရီထိုး15မိနစ်ဆိုရင်ရှာရီခဲတန်တန်3နာရီထိုး15မိနစ်လို့နောက်တစ်မျိုးကကြတော့လျှမ်းတန်စန်းခက်2နာရီနဲ့45မိနစ်ကျွန်တော်ကဒါမျိုးလေးသုံးပြရဖြစ်ပါတယ်ဒီမှာသိရှိတာကလိုရဲဆိုရဲဟာကိုပြောချင်ဥပမာ3နာရီထိုး1မိနစ်လို့4နာရီထိုး1မိနစ်လို့2မိနစ်လို့3မိနစ်လို့ဆိုရင်ဒီလိုပြောပြဖြစ်ပါတယ်ဥပမာဒီမှာဆိုရင်3နာရီထိုး1မိနစ်လို့ဆိုရင်ရှာရီခဲရှာရီဖန့်စန်းတန်3နာရီထိုး1မိနစ်လို့ဒါမျိုးလေးသုံးပြရတာဖြစ်ပါတယ်ဒါဆိုရင်နားလည်သွားလို့မယ်လို့ကျွန်တော်ယုံကြည်ပါတယ်နောက်သင်ခန်းစာမှာပြန်လည်ဆုံတွေ့ပါမယ်